စိန်ပုံနှမ်းမှာလွတ်မြောက်ခြင်းတစ်ချိန်ကချန်ကောနဲ့သူ့ဖော်ဟာရှင်တန်ရေးအတွက်အသေးအံရုန်းကန်နေရတယ်။လွန်လည်းချက်တစ်ခုခုရှိမလားဆိုပြီးချန်ကောကသူ့ဖော်ရဲ့ဘုတ်ဖနက်ကိုချွတ်လိုက်ပြီးမိုးပေါ်ကိုအချက်ပြမီလုံးတစ်လုံးပြစ်လွှတ်လိုက်တယ်။အာကာသဖက်ကျော်သူတယောက်ကသူတို့ကိုမြင်သားမလားလို့ပေါ့။ရေပြင်ပေါ်စိန်လုံးမှာကြောတဲ့သဲတွေကိုမြင်လိုက်ရတဲ့အခါချန်ကောအာကာသရင်မှုရဲ့ဖနက်ကိုရှောင်မိစီပြစ်ပေးလိုက်တယ်။အဲ့ဒီချိန်မှာပဲလေမွန်နဲ့ပိုပြီးပြင်းထန်လာခဲ့တာကြောင့်ချန်ကောတို့နဲ့အခုတလုံးနဲ့ကိုဝင်ကပုံခုနေခဲ့ရတယ်။ဒီလိုခိုက်တဲ့မျိုးမှာပဲဟိုးဝေးစီမှာအာကာသစူးစမ်းသူတခုဖြစ်တဲ့ရှောင်းရဲ့မိသားစုဟာတော်ထဲမှာစူးစမ်းလေးလက်ရှာဖွေနေတော့ဘိုးကောင်းငင်ကနေစိန်တွေရုပ်တရက်ရွာကျလာတာကိုတွေ့လိုက်ရတယ်။ဒီကြောင့်မပွဲစိန်မုံနဲ့ဟာသူတို့စီဦးတည်လာနေပြီ။သူတို့အားလုံးဟာမုံမိုကားကိုမောင်းပြီးအိမ်ဘက်ကိုအမြန်ဆုံးကြောင်းပြေးခဲ့ကြတယ်။သူတို့ဟာခုချုံနာကိုဖျက်ကျော်လာတဲ့အချိန်မှာပဲအဲ့ဒီနေရာမှာရက်နေတဲ့ချန်ကောကသူတို့ကိုတွေ့လိုက်တယ်။ချန်ကောဟာစက်ကမလည်းပဲမိုးမောကိုအချက်ပြမိတလုံးထပ်မံပြစ်လို့လိုက်တယ်။နောက်ဆုံးတော့အခိုက်တက်မှာပဲရှောင်းတို့မိသားစုဟာချန်ကောနဲ့သူ့ဖော်ကိုခေါ်ပြီးအာကာသရေမောကိုအောင်မြင်ကြောင်းတက်ရနိုင်ခဲ့တယ်။ဒီလိုနဲ့အန်နယ်ဂျီတစ်ခုဟာပြီးပြည့်စုံလာဖြည့်ရှင်းပြီးသားဖြစ်သွားခဲ့တယ်။ချန်ကောတို့နှစ်ဦးသားလည်းနောက်ဆုံးမှာသူတို့အိမ်ပြန်မဲ့အာကာသရင်ကိုစီးနှင်နိုင်ခဲ့ကြတယ်။